မင်္ဂလာပါ1945ခုနှစ်ဧပြီလ17ရက်နေ့မှာအိုကီနာဝါအိုခဲနိုဝါတိုက်ပွဲအတွင်းအမေရိကန်ရဲ့အကြီးဆုံးစစ်သင်္ဘောကြီး US Missouri စီကိုဂျပန်ရဲ့အဂေကတခံခန်းမကေလေယာဉ်တစ်စီးအရှိန်ဟုန်နဲ့ပြန်တန်းဝင်ရောက်လာခဲ့ပါတယ်ဂျပန်လေယာဉ်ဟာသင်္ဘောရဲ့ဘေးဘက်ကုန်းပတ်အောက်နားကိုတိုက်ရိုက်ဝင်ဆောင်ခဲ့ပါတယ်လေယာဉ်ဟာပောက်ကွဲပျက်စီးသွားခဲ့ပေမဲ့အံ့ဩစရာကောင်းတာကတော့သင်္ဘောကြီးဟာအနှဲငယ်ပိန်ကျိုင်သွားပြီးမီးလောင်ရာလေးတွေပဲကျန်ခဲ့ပါတယ်အမေရိကန်စစ်သည်တအူးမှအသက်ဆုံးရှုံးတာဒဏ်ရာရတာမျိုးမရှိခဲ့ပါဘူး။သင်္ဘောကြီးဟာလည်းပုံမှန်အတိုင်းဆက်လက်လည်ပတ်နိုင်ခဲ့ပါတယ်။တိုက်ခိုက်မှုအပြီးမှာအမေရိကန်သင်္ဘောသားတွေဟာသင်္ဘောကုန်းဘက်ပေါ်ကနေဂျပန်လေယာဉ်မှူးရဲ့ရုပ်အလောင်းအစိတ်ပိုင်းတွေကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။သင်္ဘောသားအများစုကတော့ရန်သူဖြစ်တာကြောင့်ရုပ်အလောင်းကိုပင်လယ်ထဲပစ်ချခြင်းခဲ့ကြပါတယ်။ဒါပေမဲ့သင်္ဘောကပတိန် William Colleton ကတော့အားလုံးကိုတားဆီးခဲ့ပါတယ်။သူကဒီလေယာဉ်မှူးဟာသူ့နိုင်ငံအတွက်သူယုံကြည်ရာကိုအသက်ပေးပြီးလှုပ်ဆောင်သွားတာဖြစ်လို့သူ့ကိုစစ်သားတစ်ယောက်အနေနဲ့လေးစားမှုပေးတဲ့နယ်လို့ဆုံးဖြတ်ခဲ့ပါတယ်။နောက်တနေ့မနက်မှာတော့ US Missouri ရဲ့သင်္ဘောသားတွေဟာဂျပန်လန်ကိုကိုယ်တိုင်ကျုပ်လုပ်ပြီးရုပ်လောင်းကိုလွှမ်းခြုံပေးခဲ့ပါတယ်။တနက်ပစ်ဖောက်ပြီးစစ်အခမ်းအနား Military Honors နဲ့အလေးပြုခဲ့ပြီးလေယာဉ်မှူးရဲ့ရုပ်လောင်းကိုပင်လယ်ထဲမှာကောင်းမွန်စွာအင်းတကြိုပေးခဲ့ပါတယ်။ဒါကြောင့်ဒီဖြစ်ရပ်အရာစစ်ပွဲဆိုတာတကက်ဖြတ်ခြင်းတသက်မဟုတ်ပါဘူး။ရန်သူဖြစ်နေရင်တော့တစ်ဖက်လူရဲ့ရဲစွမ်းတတ္တိနဲ့တာဝန်ကျေပွန်မှုကိုအတိမတ်ပြုနိုင်တဲ့လူသားဆန်မှုတွေရှိနေတာကိုဒီဖြစ်ရပ်ကပြသခဲ့တာဖြစ်ပါတယ်